င်္ဂလာပါရှင်။ဒါကသတင်းတွေကိုတင်ဆက်ပေးပါမယ်။ American မြေပြင်ထွက်စစ်ဆင်လာရင်တိုက်ခိုက်ဖို့အသင့်ဆောင်နေမယ်လို့အီရန်တုံ့ပြန်ပါတယ်။အီရန် American ဆွေးနွေးပွဲအတွက်အင်ရှင်ဖြစ်တာဝန်ယူလိုကြောင်းပါကစ္စတန်ပြောပါတယ်။ဇွန်အားမြင့်ဒုံးကျည်အင်ဂျင်အသစ်ကိုမြောက်ကိုရီးယားစမ်းသပ်ခဲ့ပါတယ်။ဒီသတင်းတွေကိုနားဆင်ရမှာပါ။မြေပြင်ထိုးစစ်အတွက် American ကပြင်ဆင်နေပြီးအီရန်ဘက်ကလည်းအသင့်ဆောင်နေတယ်လို့အီရန်လွှတ်တော်ဥက္ကဋ္ဌကပြောကြားလိုက်ပါတယ်။ American သမ္မတ Donald Trump ကစစ်ပွဲရဲစဲနိုင်ရေးအတွက်အီရန်နဲ့နောက်ကွယ်မှာဆွေးနွေးမှုတွေရှိနေပြီးအခြေအနေတွေတိုးတက်နေတယ်လို့မှတ်ချက်ပေးထားပါတယ်။ဒါပေမဲ့တစ်ချိန်တည်းမှာပဲအီရန်ကိုမြေပြင်တပ်ဖွဲ့ဝင်တွေစစ်လို့ဖို့ Trump ကကြံစည်နေကြောင်း Mohammad Bagher Ghalibaf ကဆိုပါတယ်။ American တပ်ဖွဲ့ဝင်3500လောက်တင်ဆောင်လာတဲ့ American ကန်တပ်တိုက်ခိုက်ရေးရေရင် USS Tripoli ကပြီးခဲ့တဲ့သတင်းပတ်မှာအရှေ့လေပိုင်းကိုရောက်ရှိလာခဲ့ပါတယ်။ American ဘက်ကသတင်းချင်းမြစ်တွေကတော့အီရန်မှာမြေပြင်တပ်တွေဝင်ရောက်တိုက်ခိုက်တာမျိုးတွေ့လာရနိုင်တယ်လို့မှတ်ချက်ပေးထားပြီးအခုတော့အီရန်ဘက်ကပါဒီကိစ္စကိုပြောဆိုလာတာဖြစ်ပါတယ်။ American ဟာအရှေ့လေပိုင်းဒေသမှာတပ်အင်အားတွန်းမြင့်ဖြန့်ကျက်နေတာမှန်ပေမဲ့လေတကယ်ပဲချီလျင်တပ်တွေဝင်ရောက်တိုက်ခိုက်မလားဆိုတာကိုတော့သမ္မတ Trump ကအတိအကျမဆုံးဖြတ်ရသေးဘူးလို့လည်းအင်ဖီရိုနဲ့နီးစပ်သူတွေကပြောပါတယ်။ရန်သူကတော့ဆွေးနွေးမှုတွေညှိနှိုင်းမှုတွေလုပ်နေပါတယ်လို့လူကြားကားအောင်ပြောနေရင်နောက်ကမှာမြေပြင်တက်ခတ်မှုတွေအတွက်တူတူတိတ်တိတ်ပြင်ဆင်နေကြောင်း Ghalibaf က IRNA သတင်းဌာနစီပြောကြားခဲ့တာဖြစ်ပါတယ်။အီရန်ရဲ့စစ်တီတော်တွေကလည်း American တွေနိုင်ငံပိုင်နက်ထဲခြေချလာမှာကိုစောင့်ဆိုင်နေကြောင်းအဲ့ဒီခါ American စစ်သားတွေအပေါ်မိတောက်မိုးတွေရွာချပေးလိုက်မှာဖြစ်တယ်လို့ American ရဲ့ကြံရပါဒေသတွင်းမဟာမိတ်တွေကတပါးတွေပြစ်ထန်ခတ်လိုက်မှာဖြစ်ကြောင်းသူကဆိုပါတယ်။စစ်ပွဲဟာအရေးကြီးဆုံးအဆင့်ကိုရောက်ရှိနေပြီဖြစ်ပြီးအီရန်ပြည်သူအလုံးစီလုံးကြဖို့လဲ Ghalibaf ကတိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ Trump ကအီရန်နဲ့တန်တမာရေးဆွေးနွေးမှုတွေရှိနေကြောင်းအကြိမ်ကြိမ်ပြောထားပေမဲ့လည်းအီရန်ဘက်ကတော့ Trump ရဲ့စကားအားမမှန်ကန်ကြောင်းဘာညှိနှိုင်းမှုမှမရှိကြောင်းတုံ့ပြန်ထားပါတယ်။ Trump ကတော့အီရန်မှာ American ကစစ်နိုင်နေကြောင်းနဲ့ချီလျင်တပ်တွေလှုပ်ရှားမလို့ပဲ American ရဲ့စစ်ရေးဟီမန်ချက်တွေပြေဝအောင်စွမ်းဆောင်နိုင်စေဖြစ်ကြောင်းလည်းကြွေးကြော်ထားပါတယ်။ဒါပေမဲ့ American ဟာအီရန်ပိတ်ထားတဲ့ Hormuz ရေလက်ကြားကိုပြောင်းဖွင့်နိုင်ရေးလို့အရေးကြီးတဲ့စစ်ရေးဟီမန်ချက်တွေမှာမအောင်မြင်သေးပဲရုန်းကန်နေရဆဲဖြစ်ပါတယ်။ American ရဲ့ Washington Post သတင်းစာကတော့ American ကာကွယ်ရေးဝန်ကြီးဌာနဖြစ်တဲ့ Pentagon စစ်ဌာနချုပ်ဟာသတင်းပတ်တွေနဲ့ချီကြားမြင့်နိုင်တဲ့မြေပြင်ထိုးစစ်အတွက်ပြင်ဆင်မှုတွေစတင်နေပြီလို့ဖော်ပြထားပါတယ်။အဲ့ဒီစစ်စင်ရေးတွေမှာ Hormuz ရေလက်ကြားတစ်ဝိုက်ကအီရန်စစ်ရေးပြစ်မှတ်တွေကိုစီးနှင်းတိုက်ခိုက်တာမျိုးတွေလည်းပါဝင်နိုင်ကြောင်းဒါပေမဲ့အခုထိတော့မြေပြင်တပ်တွေအီရန်ကိုဝင်ရောက်ဖို့ Tracy ကမီးစိမ်းမပြသေးကြောင်း Washington Post ကရေးသားထားပါတယ်ရှင်။အီရန်နဲ့ American တို့ကြားစစ်ပွဲရပ်စဲနိုင်ရေးဆွေးနွေးပွဲတွေအတွက်အင်ရှင်ဖြစ်လက်ခံတာဝန်ယူပေးလိုကြောင်းပါကစ္စတန်အစိုးရကပြောကြားခဲ့ပါတယ်။အဲ့ဒီဆွေးနွေးပွဲမျိုးတွေဖြစ်မြောက်ဖို့ပါကစ္စတန်ကအစွမ်းဆောင်နိုင်မယ်ဆိုတာကို American ရောအီရန်ကပါယုံကြည်မှုပြသခဲ့တဲ့အပေါ်မှာပါကစ္စတန်အနေနဲ့အထူးပျော်ရွှင်မိကြောင်းလာမယ့်ရက်ပိုင်းအတွင်းနှစ်ဖက်ကြားမှာအထိပ္ပယ်ပြေဝတဲ့ဆွေးနွေးမှုတွေဖြစ်မြောက်လာအောင်လက်ခံစီစဉ်ပေးနိုင်ဖို့ကိုပါကစ္စတန်ကအထူးဂုဏ်ယူနေကြောင်းနိုင်ငံခြားရေးဝန်ကြီး Ishaq Dar ကပြောကြားခဲ့ပါတယ်။သူဟာပြီးခဲ့တဲ့သတင်းပတ်ကုန်မှာတူရကီ၊အင်ဂျစ်၊ဆော်ဒီအာရေဗျတို့ရဲ့နိုင်ငံခြားရေးဝန်ကြီးတွေကိုလည်းမြို့တော်အစ္စလမ်မာဘတ်မှာဖိတ်ကြားတွေ့ဆုံခဲ့ပါတယ်။ American နဲ့အီရန်ကြားဆွေးနွေးမှုတွေအထမြောက်လာဖို့အင်ရှင်ဖြစ်တာဝန်ယူလိုကြောင်းပါကစ္စတန်ရဲ့ထုတ်ပြန်ချက်အပေါ်မှာစစ်ဖြစ်နေတဲ့နိုင်ငံကတော့တခုခုတုံ့ပြန်တာမျိုးမရှိသေးပါဘူး။ပါကစ္စတန်နိုင်ငံသားရေးဝန်ကြီးကအီရန်အမေရိကန်ဆွေးနွေးပွဲဖြစ်မြောက်ရေးနဲ့ပတ်သက်လို့အသေးစိတ်အချက်အလက်တွေကိုမှတ်ချက်မပေးခဲ့တယ်လို့မီဒီယာတွေရဲ့မေးခွန်းတွေကိုလည်းမဖြေခဲ့ပါဘူး။ အမေရိကန်သမ္မတ Donald Trump ကသူ့ရဲ့အဆိုအရဟာစစ်ပွဲရပ်စဲနိုင်ရေးအတွက်အီရန်နဲ့နောက်ကွယ်မှာဆွေးနွေးမှုတွေရှိနေတယ်လို့ပြောကြားပေမဲ့လည်းအီရန်လွှတ်တော်ဥက္ကဋ္ဌ Mohammad Bagher Ghalibaf ကတော့အမေရိကန်နဲ့ဘယ်လိုညှိနှိုင်းမှုမျိုးမှရှိမနေဘူးလို့ပြောထားပါတယ်။အစ္စလမ်မာဘတ်မှာအစည်းအဝေးတက်ခဲ့တဲ့အီဂျစ်နိုင်ငံသားရေးဝန်ကြီးကတော့ပါကစ္စတန်ဟာအီရန်နဲ့အမေရိကန်ကြားတိုက်ရိုက်ဆွေးနွေးညှိနှိုင်းမှုတွေအထမြောက်စေရေးစစ်ဆက်ပေးဖို့ရည်ရွယ်ထားတာဖြစ်ကြောင်းပြောပါရယ်။လောလောဆယ်အီရန်နဲ့အမေရိကန်တို့ဟာကြားလူတွေနဲ့ပဲတဆင့်ငယ်ဆက်သွယ်မှုရှိနေတယ်လို့သူကဆိုရတယ်။အီရန်ကိုအမေရိကန်နဲ့အစ္စရေးတို့ပူးပေါင်းတိုက်ခိုက်ရာကစတင်ခဲ့တဲ့စစ်ပွဲဟာတလလောက်ကြာမြင့်လာပြီဖြစ်ပြီးဘာတွေဆက်ဖြစ်မယ်ဆိုတာခဏရပိုပြီးခက်ခဲလာပါတယ်။ Trump ကအီရန်နဲ့ဆွေးနွေးမှုတွေအခြေအနေကောင်းနေတယ်လို့ပြောပေမဲ့တစ်ဖက်မှာတော့အမေရိကန်ဟာအီရန်မှာမြေပြင်ထိုးစစ်တွေစတင်ဖို့စီစဉ်နေပြီလို့လည်းသတင်းတွေတကယ်ပြန့်ထွက်ပေါ်နေပါတယ်ရှင်။အားကောင်းတဲ့ဒုံးကျည်အင်ဂျင်အသစ်စမ်းသပ်မှုတစ်ခုကိုမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံကိုယ်တိုင်စောင့်ကြည့်ခဲ့ကြောင်းအစိုးရမီဒီယာကဖော်ပြခဲ့ပါတယ်။အဲ့ဒီဒုံးကျည်အင်ဂျင်ဟာလောင်စာခိန်းနည်းပညာကိုအသုံးပြုထားပြီးအမေရိကန်နိုင်ငံထိရောက်ရှိအောင်ပြစ်ခတ်နိုင်စွမ်းရှိတယ်လို့ KCNA သတင်းဌာနကမတ်လ29ရက်နေ့မှာဖော်ပြခဲ့ပါတယ်။အစစ်မြစ်ဒုံးကျည်အင်ဂျင်တက်စင်တာတဲ့တောင်ဝေးပြစ်စစ်လက်နက်တွေဟာ
နိုင်ငံရဲ့မဟာဗျူဟာစစ်စင်ရေးတိုက်ခိုက်မှုစွမ်းရည်ကိုပါညှစ်တင်ပေးနိုင်လိမ့်မယ်လို့ KCNA ကဆိုပါတယ်။ကင်ဟာအမေရိကန်နဲ့အမေရိကန်မဟာမိတ်နိုင်ငံတွေကိုတိုက်ခိုက်နိုင်ဖို့ပိုပြီးလျင်မြန်တဲ့တာဝေးပြန်တန်းနိုင်တဲ့လမ်းကြောင်းမျိုးစုံကွေးကောက်ရှောင်တိန်နိုင်တဲ့ထောက်လန်ရာခက်ခဲတဲ့ဒုံးကျည်တွေမြောက်ကိုရီးယားလက်နက်တိုက်ထဲမှာပိုင်ဆိုင်လာနိုင်ဖို့မျှော်လင့်နေပြီးဒီဒုံးကျည်အင်ဂျင်ကအဲ့ဒီရှီမန်းချန်နဲ့အတိအကျကန့်ညီနေတယ်လို့ဆိုပါတယ်။လောင်စာခဲနဲ့ပြန်တန်းတဲ့ဒုံးကျည်တွေဟာတမယုတ်ကျလောင်စာအရေးတုံးဗာရှင်းတွေနဲ့ရှင်ပိုပြီးလွတ်လွတ်လပ်လပ်လမ်းကြောင်းပြောင်းရွှေ့ရနိုင်တယ်လို့ပြစ်ခတ်ဖို့ပြင်ဆင်ချိန်လဲတိုးတောင်းပါတယ်။ KCNA ရဲ့အဆိုအရတော့ကင်ဟာကာဗွန်ဖိုက်ဘာအစိပ်ပိုင်းတွေနဲ့တိစောက်ထားတဲ့အင်ဂျင်ရဲ့မြေပြင်မှာမောင်းနေတဲ့စမ်းသပ်မှုကိုစောင့်ကြည့်ခဲ့လို့သိရပါတယ်။အဲ့ဒီဂျက်အင်ဂျင်ဟာတွန်းကန်အား2500ကီလိုနျူတန်တိထုတ်ပေးနိုင်တယ်လို့ KCNA ကဖော်ပြခဲ့ပါတယ်။ Boeing 787 အမျိုးအစားလေယာဉ်တစ်စီးမှာတက်ဆင်ထားတဲ့အင်ဂျင်တစ်လုံးစီဟာ280ကနေ360ကီလိုနျူတန်တွန်းကန်အားမျိုးထုတ်လုပ်ပေးနိုင်ပါတယ်။မြောက်ကိုရီးယားရဲ့ဒုံးကျည်အင်ဂျင်ကိုစက်တင်ဘာလတုန်းကတစ်ကြိမ်စမ်းသပ်ခဲ့ပူပြီး1980ကီလိုနျူတန်အားမျိုးထိရရှိခဲ့ကြောင်းအခုတော့ပိုပြီးအဆင့်မြင့်တဲ့အားဖြည့်မှုတွေနဲ့တူစားအားကပိုပြီးမြင့်လာကြောင်း KCNA ကဆိုပါတယ်။အဲ့ဒီအင်ဂျင်ကိုဘလောက်ကြာအောင်စမ်းသပ်ခဲ့တယ်ဆိုတာမျိုးအသေးစိတ်အချက်အလက်တွေကိုတော့မြောက်ကိုရီးယားကမထုတ်ပြန်ဘဲထင်ကြံထားခဲ့တယ်လို့တောင်ကိုရီးယားသိပ္ပံနဲ့နည်းပညာမူဝါဒ Institute ရဲ့ဂုဏ်ထူးဆောင်သုတေသီလီချုံကွမ်ကပြောပါရယ်။မြောက်ကိုရီးယားဟာသိမကြခင်မှာအင်ဂျင်အသစ်ကိုတိုက်ချင်းပြဒုံးကြီးတွေမှာတက်ဆင်ပြီးလက်တွေ့စမ်းသပ်ပစ်ခတ်တာမျိုးရှိလာနိုင်ကြောင်းစစ်ရေးသုတေသီတွေကခန့်မှန်းထားပေမဲ့လက်ရှိချိန်ထိတော့နျူတီမာစမ်းသပ်မောင်းနေတဲ့အဆင့်မျိုးတော့ဆက်လက်လှုပ်ဆောင်နေစေလို့သိရပါတယ်ရှင်။နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြဖြစ်ပါတယ်ရှင်။